လိုမျိုးပစ္စည်းလူရိုက်ွားလောက်လေးလုံးရင်လောကောင်းလုံးလိမ့်မယ်ပေါ့နော်ခုဟာကြတော့မမအေယာဝရီကလည်းအားတန်နေတဲ့သူအားတန်ပြီးတော့သူပြန်လုတ်တယ်တဲ့ပြန်လုတ်တော့ပြန်ယုံနေပေါ့နော်ပြန်ယုံနေပြန်လုတ်တယ်တဲ့အချိန်ကမှအနောက်ကနေပြီးတော့အဲ့လိုမျိုးဝင်ရိုက်တာတဲ့ဝင်ရိုက်ပြီးတော့အဲ့လိုမျိုးစုံသွားတာတဲ့သူကိုယ်တိုင်လည်းစိတ်နာတယ်ပေါ့နော်သူဒီလောက်ကြီးကောင်းပေးခဲ့တာကိုသူ့ကိုဒီလိုလုပ်ရမလားဆိုပြီးတော့သူအမှုမှန်ပွားအောင်လဲသူကိုယ်တိုင်လိုက်ရှာနေတယ်တဲ့သူကောင်းကိုအုံညီခဲနဲ့ရိုက်တာဒုံးနဲ့ရိုက်တာကသူ့ကိုဆက်ဆံတဲ့သူ့ကောင်လေးမဟုတ်ဘူးတဲ့သူဘေးမှာပါလာပြီးတော့ပါလာတဲ့လူတယောက်ကသူ့ကိုရိုက်တာတဲ့သူ့ကောင်လေးကသူ့ကိုလက်ကိုချုပ်ထားတယ်လေဘေးကိုညှစ်ထားတယ်သူ့ကျင်နေပေါ့အဲ့ဒါလောက်ပဲလောက်တာတဲ့သူဘေးကပါလာတဲ့တယောက်ကသူ့ခေါင်းကိုအရင်ဆုံးအုံညီခဲနဲ့ရိုက်တယ်အုံညီခဲနဲ့ရိုက်ပြီးလို့မသေးလို့မှသူ့အဲ့လိုမျိုးပေါ့ဟွာနဲ့ဗာလေထုံးနဲ့ရိုက်တာတဲ့လေဘင်းမှာထန်ရရှိတယ်လေဘင်းမှာအဲ့ဒါသူ့ကောင်လေးသူ့ညှစ်ထားတာတဲ့လေဘင်းအဲ့လိုမျိုးပေါ့ကျင်နေနဲ့လေဘင်းကိုညှစ်လိုက်တာတဲ့သူကိုယ်တိုင်ကလည်းသူကောင်လေးရှိတဲ့နေရာကိုရှာလို့မရအောင်ဆိုတာသူ့မှောက်ခဲလို့တဲ့သူလုံးဝအဲ့လိုမျိုးရှာလို့မရဘူးပေါ့သူမှောက်ခဲတဲ့အတွက်သူလုံးဝရှာလို့မရဘူးတဲ့ဒါပေမဲ့သူစူးစမ်းပြီးရှာနေတယ်ဒါပေမဲ့ဆ iam မကြီးခံမှန်းချက်ပြောပြတာနော်ဆ iam မကြီးခံမှန်းချက်ပြောပြတာကတော့ဆ iam မကြီးက2ရက်3ရက်အတွင်းအမှုမှန်ပေါ်မယ်တဲ့ပြီးကြရင်အကောင်လေးတွေကခုလောဆယ်မြန်မာပြည်ဘက်ကိုမရောက်သေးဘူးထိုင်းဘက်မှာပဲမဲဆောက်တော့တနေရာထဲမှာသူတို့2ယောက်လုံးပုံနေတယ်2ယောက်လုံးတူတူရှိတယ်တဲ့ကောင်လေးကစေးကြောင်လို့လည်းမဟုတ်ဘူးတဲ့ပစ္စည်းကိုလိုချင်လို့တက်ကိုတမင်တကာခွေစင်ပြီးတော့ခေါ်တာတဲ့ရပြီသိလိုက်ရပြီဟောဒါကကြတော့ဘလို့တိတာလေးဆိုလို့ရှိရင်ပေါ့နော်သူ့ကိုပေါ့နော်ဒီတည်င်းဖြစ်တာနဲ့တိတာနဲ့သူ့ရဲ့နာမည်တွေအရင်တွေကိုယူပြီးတော့မှဒီအကြမြင့်ဆရာမပေါ့နော်ပြောမှဆိုလို့ရှိရင်ဝိညာဉ်ဆရာမပေါ့နော်ဝိညာဉ်တွေပြင်မှာရောက်နေလေဘယ်လိုရှိနေလဲဆိုတာသူကအကြမြင့်ဆရာမဆရာနေပြီးတော့တော်ပြီးတော့မေးကြည့်တဲ့အခါကျတော့ဒီလိုထွက်လာတာပြင်ဖွင့်ပါလားနဲ့ဖွင့်ပြီးပြီလေခုနကဟဲ့လေးတို့ရဲ့သူများဖိတ်ထိခိုက်ရတယ်လေနော်ခဏလေးခဏဖြစ်တဲ့ခါကျတော့သူများတွေကိုဟိုဟာဖြစ်မှာပေါ့တေးလေးခုနဖွင့်ပြပြီးတော့ဒီဖြိုးနှစ်ခေါက်တော့ရှူလာမသိဘူးနော်လှည့်ပြန်လာတော်ပြီလေသူများရဲ့အကုန်လုံးပူပန်နားထောင်ရပြီဟုတ်တယ်လေတီးရပြီဆိုတော်ပြီပေါ့ဒီလက်လောက်တီးလောက်ရှိရင်တော်ပြီလေဟုတ်တယ်ဖြိုးဖွင့်တာနှစ်ခါတော့ရှိနေပြီဆိုသူများတွေလေဟုတ်တယ်မဖွင့်နဲ့တော့ဟုတ်တယ်မှန်တယ်ဟိုတော်ပြီဒီလောက်ဆိုလို့ရှိရင်လေဟုတ်တယ်မလားမနေ့ဖက်ကြမှာတမျိုးဘယ်လိုလာအောင်မလဲဆိုတာလည်းပြောပြပေးမယ်မနေ့ဖက်ကြလို့ရှိရင်တော့သူ့ရဲ့ဒီအယုတ်လောင်းကိုမနေ့ဖက်ကြလို့ရှိရင်9နိုင်မှာတော်ပြီးတော့ထုတ်လာမယ်24ရက်နေ့ကြလို့ရှိရင်တကြိုတော့မယ်နော်တကယ်လို့မေးဆောင်ခက်မှာရှိတယ်တိုးတယ်ဆိုလို့ရှိရင်လေတော်ပြီးတော့မှဖြစ်လို့ရတယ်စိတ်နာတယ်ဟုတ်တယ်ပြောမလို့အဲ့ဒါကြောင့်မလို့ဒီ LGBT လောကကိုသူကနေပြီးတော့လေသူ့ရဲ့အသက်ကိုဆွန့်ပြီးတော့မှပညာပြပေးတော့တာပေါ့နော်နောက်ဆိုလို့ရှိရင်လူကိုမယုံလေဖို့နော်နောက်ပြီးကြတော့မှဒီတည်ရင်တော်ပြီဟုတ်တယ်လေတော်ပြီပေါ့ဒီလောက်ဆိုတော်ပြီလေနော်ရပြီပေါ့အခုကအဲ့ရေးပြန်ဟုတ်တယ်အရင်စမ်းဖြိုးဆိုလို့ရှိရင်ညတော့အိမ်မပြုတ်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းအရင်တယောက်လေးဖြစ်တယ်နောက်ပြီးကြတော့အလုပ်ကိုမရတော့ဖြစ်နေတယ်ဒီနေ့လည်းအစားတော့ငါဘယ်လိုဖြစ်ငါတို့မှကြတော့ဘယ်လိုပြောမလဲဟို promise သူကိုယ့်ရဲ့တငယ်ချင်းတယောက်မကောင်းမလဲမတော်လိုက်ဘူးဆိုရင်ဖះမှာကုတူလေးတော်လို့ပြီးတော့အမြောက်လေးပြေးပြီဆိုလို့ရှိရင်ငါမှလေးလိုက်တယ်ပါလေလွှဲရအောင်မေလေလက်ကုန်လို့ရှိရင်မှပေးစရာလေးကိုင်းစရာလေးရှိသေးတယ်အမေစီလေးပတ်စံလေးလွှဲရအောင်မေကိုမှလည်းအခုမှစားပြီးတော့စူးစမ်းနေတယ်ဆိုတော့ငါလိုက်လေးလွှဲပါမယ်ဆိုလုံးဝလိုက်လွှဲဖို့မဖြောက်ဘူးသူ့စီပဲအာရုံရောက်နေတယ်သူ့စီပဲဟိုဖြစ်နေတယ်ဟိုဖြစ်နေခါကျတော့လုံးဝဒီနေ့အစားကျတော့ဈေးရောက်ဖို့လာတာဈေးရောက်လေးမဖြောက်တော့အဲ့လိုဖြစ်တာပေါ့နော်ဆိုတော့အခါကျတော့သူတော့ခံစားရမှာပေါ့သူနေရာမှာဝင်ပြီးတော့ခံစားဆိုဖြိုးတော့မှခံစားရတယ်ဘာလို့လေတဲ့ကျမယူဆိုင်ကျေးဇူးပါလေခုနတကြောင်ရတာ comment ရလည်းမြင်ဘာမှဖက်လို့ကိုမရအောင်မမဝင်ရင်တို့ပြောတာမမဝရတွေကလေဘဲမှာတဲ့ဒန်ရလူမျိုးတော့တွေးလိုက်တယ်တဲ့အဲ့ဒါလားဟုတ်လားကျင်တဲ့သူတွေမင်းနေလို့ဟုတ်တယ်အဲ့ဒါအခုနအဲ့ဒီအကြမ်းမြင့်ဆရာမပြောတာလေဘဲမှာတဲ့သူ့ရဲ့ကောင်လေးညှစ်တာတဲ့ဒီနားမှာအရင်ဆုံးကသူ့ရဲ့ကောင်လေးကဒီလေဘဲအစုံညှစ်တာလို့ပြောတယ်တဲ့နောက်တော့သူကရုံကန်တယ်ပေါ့နော်ရုံလို့ကန်လို့မှဟိုမဖြစ်တဲ့ခါကျမှသူတို့ကအစားကျတော့သူတို့ကမလူတော့လူတက်လောက်တိမဟုတ်ဘူးပေါ့ကွယ်ဟိုကောင်ဟိုအရောက်ဒီမှလည်းပြောမဆိုလို့ရှိရင်အားတန်တဲ့ခါကျတော့ရုံတဲ့ခါကျ
မှာပဲသူတို့ကိုပြင်ပြီးတော့လုတ်တဲ့ခါကျမှသူတို့ကလူတက်လောက်ထိဖြတ်သွားတယ်ပေါ့ကွယ်အဲ့လိုပေါ့မင်းဖြိုရေတယောက်ထိမနေနဲ့နော်ဟုတ်ကဲ့ရှင်ဆရာအကောင့်နာမည်လေးပြောပြပါလားတဲ့ဆရာကဖုန်းနံပါတ်ပေးထားတယ် तू ကမေးမေး solution မေးလို့ရတယ်ဝိညာဉ်ဆရာမဆိုတော့ဒီလိုမျိုးလေး तू ကဒီလိုမျိုးလေးပိုင်ပါနေပြီးတော့ तू ကနေပြီးတော့ recording ဖန်ထားတဲ့ဟာလေးကိုဖြိုးစီလာပြီးတော့ပို့ပေးတာနော်အဲ့လိုမျိုးလေးပြင်ဖွင့်ပါလားတဲ့ထက်ခါပြင်ငိုတာတဲ့အဲ့မဖွင့်နဲ့တော့လေရှင်တို့ကလည်းမဖွင့်ခိုင်းနဲ့တော့တော်ပြီလေနောက်နေ့ကြည့်ရှင်လို့တဲ့အကောင့်လေးလက်ခံပေးပါအောင်လေ follow လုပ်ထားလိုက်ကြည့်ရှိသူရေ follow လုပ်ထားလိုက်ဒီမလေးလက်ဟိုဟာပြင်မဖွင့်နဲ့တော့ဟုတ်တယ်ဟိုလေမြေကြီးသူ့စီကဖွင့်လိုက်တဲ့မြေကြီးကတောက်ကြလာတယ်မထေးဟိုဟာဖြစ်နေပြီနော်မဖွင့်နဲ့တော့တော်ပြီဖို့ကြည့်ရှိသူတွေလေသူတို့ဖြိုးတာမဟုတ်ဘူးအခုကြည့်ရှင်နေတဲ့သူတွေလေခံစားနေရလာပြီအတော်ဟိုသူ့ရင်ထဲမှာနေပြီးတော့မှမနေ့ပြန်ထမ်းမိလို့ရတယ်အဲ့ဆီယာမှာချစ်လို့မေးပေးတာပါတမျိုးမထင်ပါနဲ့ဟုတ်ကဲ့ခုလိုမေးပေးတဲ့အတွက်လေကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ကဲ့ပါဒါပေမဲ့မနေ့ပြန်ကြားလို့ရှိရင်ခုနဝင်းရမတို့လိုက်ထက်မှာကြားလိုက်တာသူတို့စီမှာလေဆီယာမတရားရောက်မလို့ပြောတင်ကြားတယ်လေဆိုတဲ့ခါကျတော့ဘလို့ဖြစ်သိရတော့မယ်လေဟုတ်တယ်ဖွင့်ပေးပါမကြည့်ရသေးလို့ပါတယ်မလုပ်ပါနဲ့အခုမှလိုက်တွေ့လို့ဖြိုးရည်တယ်ဟဲ့အမားတို့ကလေကွယ်အမားတို့ကအခုမှဝင်လာခြင်းနဲ့တော့အခုမှကျမအဲ့လိုဆိုချင်ပေးနှခါလောက်ဖွင့်နေရမှာတော့လို့ပြောပါအောင်မကြည့်ရသေးဘူးခုမှလာတာတဲ့ပြကြည့်ပါဖြိုးရဆရာအကောက်တဲ့ဆရာအကောက်ကဒီမှာဘိုက်ပါအကောက်ကဝိညာဉ်ဆရာမဆိုပြီးတော့ရေးထားတယ်သူကဒီလိုမျိုးလေးသူကဝိညာဉ်အကြမ်းမဲ့ဆရာမနေပြီးတော့မှမေးပေးတာပေါ့ကွယ်လာပြောပြမယ်ဟုတ်ကဲ့ရှင်ထက်တူခံစားသူကသူရင်းအကြမ်းနေမဖြိုးထက်တူဝညာဟုတ်တယ်ဖွင့်ပြပြီမဖွင့်နဲ့တော့လေကြည့်ရှိသူရဲ့နားထောင်ရပြီလေဖြိုးနှစ်ခေါက်တောင်ရှိနေပြီဒီဟာလေးကိုဟုတ်တယ်နှခါရှိပြီသေးလေတကယ်ပဲဖြိုးဖွင့်တာနှခါရှိနေပြီအားကြောင့်မလို့ဖြိုးတောင်မှခံစားနေဆိုလို့ရှိရင်အခုကြည့်ရှင်နေသူဆိုဘယ်လောက်ထိခံစားနေရမလဲသူတို့ရင်ထဲမှာဟုတ်တယ်မဖွင့်နဲ့တော့နော်မနေ့ဖြန်ကြာမှနားထောင်မနေ့ဖြန်ကြာလို့ရှိရင်ဟိုပြောမလို့ကြားရလိုက်တဲ့ရင်လင်းနာတယ်ကွာဝင်းလင်းဝင်းနေတယ်သူ့နေရာမှာဆိုလို့ရှိရင်ဘယ်လိုဆိုသူယုံကန့်ပြီးသူဖြစ်နေတယ်သူဖြစ်နေ